G5 ကလေးတွေအတွက်နော် work form ဖြည့်ရတာလွယ်အောင်ဒီချိန်နဲ့တူလိုက်ကြည့်ကြမယ်နော် work form ဖြည့်နိုင်ဖို့အရင်ဆုံးသားသမီးတို့တွေကနောက်ဘယ်မှာထားရှိလဲနော်ဘယ်မှာရှိနေလဲပြီး adjective တွေကဘယ်နေရာမှာရှိတတ်လဲနော် adverb တွေကဘယ်နေရာမှာရှိတတ်လဲအဲ့ဒါတွေကိုသားသမီးတို့တည်တည်ချာချာနားလည်ထားမှ work form ဖြည့်ရတာလွယ်တယ်နော်ကလေးတော်များများကျတော့ verb form တွေအတွက်သူတို့အတွက်လွယ်ပြီးတော့ work form ကသူတို့အတွက်ခက်နေတယ်เนาะအခက်မတွေ့ရအောင်ဒီ channel တူလိုက်ပြီးတော့လေ့လာကြည့်ရအောင်ရေဥဆောင်နောင်တွေရဲ့အကြောင်းကိုဒါသမီးခင်သိထားဖို့လိုတယ်เนาะအဲဆိုနောင်ကဘယ်မှာရှိနေရေဥဆောင်တစ်ချက်ပြပြပြီးမှာကနောင်ရဲ့ဒီနေရာပြောမယ်နောင်ကတော်တော်များများတိတမနာရဲ့နောက်မှာနောက်အဲဆိုတိတမနာဆိုရဲ့အတိတ်ပဲကဘာလဲတိတမနာဆိုတာကတနည်းအားဖြင့်ပြောမယ်ဆိုတာ work စကလုံးတစ်လုံးပဲ before now မတိုင်ခင်မှာလာတဲ့စကလုံးကိုတိတမနာလို့ခေါ်တယ်တိတမနာကတနည်းအားဖြင့်ဘာတွေပါမလဲဆို article ဆိုတဲ့ and လည်းပါနိုင်တယ်เนาะပြီးရင် possessive adjective ဖြစ်တဲ့ my our your his her is their အဲ့ဒါတွေလည်းတိတမနာတွေပဲเนาะပြီးရင်ဘာလဲဆိုတော့ demonstrative adjective တွေဖြစ်တဲ့ thisတို့အဲ့ဒါတွေကိုလည်းတိတမနာလို့ခေါ်တယ်เนาะပြီးနောက်တစ်ခုဘာလေးလဲဆိုတော့ဒီဘက်ချက်မှာsome animals many a lot of a little a few အဲ့ဒါတွေတိတမနာတွေเนาะပြီးရင်1 2 3 first second အဲ့ဒါတွေလည်းတိတမနာတွေပဲเนาะဒီမှာကြောင့်တိတမနာ5မျိုးပြထား